帮我上鱼。နောက်တစ်နေ့မှာတော့ကောင်လေးဟာသူ့တငယ်ချင်းနဲ့အတူကားတစ်စီးနဲ့ငါဖမ်းဖို့အတွက်ပြင်ဆင်ပြီးထွက်လာခဲ့ကြပြန်ပါတယ်ကောင်လေးကတော့ထုံးစံအတိုင်းသူ့ရဲ့လှုပ်ဝက်ချက်ဖြစ်တဲ့ငကားလေးကိုထုတ်ပြီးရေထဲကိုတိတ်တဆိတ်လွတ်လိုက်တာပေါ့ကောင်လေးရဲ့တငယ်ချင်းကတော့ငါတို့ဒီနေ့ရောတကယ်ငါဖမ်းနိုင်ပါမလားဆိုပြီးစိုးရိမ်တကြီးတွေးနေတဲ့အချိန်မှာပဲရေအောက်ကဈေးကြီးတဲ့ငါးအုပ်ကြီးဟာငကားလေးရဲ့မောင်းနှင်မှုကြောင့်ပိုက်ကွန်ထဲကိုအုံကြွကြွတိုးဝင်လာတာကိုတွေးလိုက်ရပါတယ်အခြေအနေကောင်းတာနဲ့ကောင်လေးကအခုပဲဆွဲတင်လိုက်တော့ဆိုပြီးသူ့တငယ်ချင်းကိုအချက်ပေးလိုက်တယ်ပိုက်ကွန်ကိုဆွဲတင်ပြီးချိန်တွယ်ကြည့်လိုက်တဲ့အခါမှာတော့တစ်ချိန်နဲ့289ကီလိုလောက်ရလိုက်တာကြောင့်တငယ်ချင်းဖြစ်သူမှပြောနေတာပေါ့အဲ့ဒီလိုနဲ့ပဲကောင်လေးတို့ဟာပိုက်ကွန်တစ်ခုတည်းနဲ့တင်ညနေဆောင်အထိငါးတွေအများကြီးကိုအဆက်မပြတ်ဖမ်းမိခဲ့ကြပါတယ်သူ့တငယ်ချင်းကတော့ရလာတဲ့ငါးတွေကိုကီလိုချိန်ကြည့်ပြီးရမယ့်ပတ်စံကိုတွက်ချက်ရင်တပြုံပြုံဖြစ်နေတာပေါ့အဲ့ဒီနောက်ကောင်လေးတို့ဟာဖမ်းမိတဲ့ငါးတွေကိုစားတောက်ဆိုင်ပိုင်ရှင်စီကိုယူသွားပြီးရောင်းချလိုက်ကြပါတယ်ဆိုင်ပိုင်ရှင်ကလည်းငါးတော့ဒီရဲ့လက်ဆက်မှုနဲ့အရေးသွေးကိုမြင်တာနဲ့သဘောကျသွားပြီးတခုံးမှဈေးမစစ်တော့ပဲလက်ရှိပေါက်ဈေးအတိုင်းအပြည့်အဝပေးချေပြီးဝယ်ယူလိုက်ပါတော့တယ်ဗျာ